မင်းသွားလေရာမင်းရှိနေမှာပါ Wherever you go there you are မင်းသွားလေရာမှာမင်းရှိနေမှာပါဆိုတဲ့စာရေးဆရာဂျွန်ကဘတ်စင်ရေးတဲ့စာအုပ်တစ်အုပ်ရဲ့နာမည်ပါကျွန်တော်အဲ့ဒီစာအုပ်တစ်အုပ်အကြောင်းပြောဖို့မဟုတ်ပါဘူးအဲ့ဒီစာအုပ်နာမည်ကြောင့်စိတ်ထဲမှာပေါ်လာတဲ့အတွေ့အတစ်ခုကိုပြောပြချင်တာပါကျွန်တော်တို့ဟာလက်ရှိအခြေအနေကိုမကျေနပ်ကြတဲ့အခါပိုကောင်းတဲ့ပိုသာလွန်တဲ့အခြေအနေတစ်တစ်ရက်ကိုတောင်းတကြတယ်လိုချင်ကြတယ်ဒါဟာလူတဘာဝမှုအဖြစ်ပြောလို့မရပါဘူးလိုချင်တဲ့အခြေအနေတစ်ကိုရလိုက်ပြီးရင်ပျော်သွားကြမယ်စိတ်ကျဉ်နှံ့သွားကြမယ်လို့ထင်ကြတယ်ဥပမာအနေနဲ့ပြောရရင်လူတစ်ယောက်ဟာတခြားနိုင်ငံတစ်ခုကိုသွားရောက်ပြီးအခြေချနေထိုင်ခြင်းတယ်ဒါမှမဟုတ်လက်ရှိအလုပ်ထက်လစာပိုကောင်းတဲ့အလုပ်တစ်ခုကိုရချင်နေတယ်ဒါမှမဟုတ်လက်ရှိနေတဲ့အိမ်ထက်ပိုကောင်းတဲ့အိမ်တစ်လုံးကိုပိုင်ဆိုင်ခြင်းနေတယ်သူလိုချင်တာတွေကိုရယူနိုင်ပြီဆိုရင်ကျေနပ်ပျော်ရွှင်သွားလိမ့်မယ်လို့ထင်စရာပါဒါပေမဲ့မထင်ပါနဲ့သူမပျော်ရွှင်ပါဘူးဘာကြောင့်မပျော်ရွှင်ရလဲဆိုတာကိုရှင်းပြပါမယ်ကျွန်တော်တို့မှာစိတ်တိုလွယ်တာစိတ်နှောက်ယှက်ဖြစ်လွယ်တာအမြဲလိုစိတ်တက်ကြပြီးအားငင်တတ်တာသူများပစ္စည်းကိုလိုချင်တတ်မှတ်စိတ်ရှိတာသူများကြီးပွားတာကိုမနာလိုတာစတဲ့မကောင်းတဲ့အကျင့်တွေရှိနေရင်အဲ့ဒါတွေဟာကျွန်တော်တို့ကိုဘယ်ကိုပဲသွားကျွန်တော်တို့နဲ့အတူအမြဲလိုက်ပါနေမှာဖြစ်ပါတယ်အဲ့ဒါတွေနဲ့ပြောင်းပြန်အကျင့်တွေဖြစ်ကြတဲ့အမြဲတမ်းပျော်ရွှင်နေတတ်တာအမြဲတမ်းစိတ်ချမ်းသာနေတာရောင်ရဲတိတ်တိမ်တတ်တာသူများတွေကိုကျင်နာတနာစိတ်ရှိတာတွေလည်းကျွန်တော်တို့ဘယ်နေရာမှာပဲရောက်နေပါစေဘာကိုပဲပိုင်ဆိုင်နေပါစေကျွန်တော်တို့နဲ့အတူအမြဲရှိနေမှာပါဆိုလိုတာကကျွန်တော်တို့ရဲ့အကျင့်တွေဟာဘယ်နေရာရောက်မပြောင်းလဲပါဘူးတခါတော့ကပါတီပွဲတစ်ခုမှာတခြားပြည်နယ်တစ်ခုကလူတစ်ယောက်နဲ့တွေ့ဆုံပြီးအတိဖြစ်သွားကြတယ်သူကအခုလိုကျွန်တော်ကိုမေးခွန်းမေးပါတယ်ခင်ဗျားတို့ကယ်လီဖိုးနီးယားပြည်နယ်မှာနေတဲ့လူတွေဟာဘယ်လိုလူမျိုးတွေလဲဗျကျွန်တော်သူ့မေးခွန်းကိုမဖြေသေးပဲသူ့ကိုပြန်မေးလိုက်ပါတယ်မင်းတို့ရဲ့ဖလော်ရီဒါပြည်နယ်မှာရောဘယ်လိုလူမျိုးတွေများသလဲသူကတကူကောင်းဆန်ပြီးလောဘကြီးသူတွေများပါတယ်လို့ဖြေလိုက်တယ်ကျွန်တော်ကသူ့ကိုကယ်လီဖိုးနီးယားမှာလည်းအဲ့လိုလူတွေပဲတွေ့ရမှာပါလို့ပြန်ပြောလိုက်တယ်သူကကျွန်တော်နောက်ပြောင်ပြီးဖြေလိုက်တယ်လို့ထင်သွားတယ်တကယ်တော့ကျွန်တော်အမှန်ပြောလိုက်တာပါအဲ့ဒီလူဟာလူတိုင်းနှီးပါးကိုတကူကောင်းဆန်ပြီးလောဘကြီးသူတွေလို့မြင်နေတတ်တဲ့အကျင့်ရှိလို့သူပဲသွားပင်ရရောက်အဲ့ဒီအကျင့်ပြောင်းမှာမဟုတ်ပါဘူးအဲ့ဒီအကျင့်ကိုဘယ်လိုဖြောင်းလို့ရမလဲရောက်နေတဲ့နေရာအခြေအနေတွေရဲ့အလှပတကယ်အခြေအနေအမှန်တွေကိုမြင်တွေ့ခံစားခြင်းဖြင့်ဖြောင်းနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတနေရာကိုရောက်ရင်မပျော်မရွှင်ဖြစ်နေတဲ့ခံစားချက်ကိုမေ့ထားပြီးအဲ့ဒီနေရာတည်းရဲ့အလှပကိုခံစားတတ်အောင်ကြိုးစားပါအခြေအနေတည်းနဲ့လိုက်ရောညီထွေဖြစ်အောင်နေပါလူသစ်တွေနဲ့တွေ့ရင်သူတို့အပေါ်နားလည်တတ်အောင်ကြိုးစားပါသူတို့အပေါ်ရင်ထဲကလှိုက်လိုက်လဲခင်မင်တတ်အောင်ကြိုးစားပါဒါဆိုရင်မိတ်ဆွေဘယ်နေရာမှာပဲရောက်ဘယ်လိုအခြေအနေမျိုးနဲ့ပဲကြုံစိတ်ချမ်းသာတွေ့ရွှင်နေနိုင်မှာပါအားလုံးပဲအဆင်ပြေကြပါစေရှင်